VIP 16မှာမှနေကျင်တဲ့ဆိုတဲ့လူချင်းမင်းတို့အတွက်တူအစီလုံးချင်းရောင်းရင်းနဲ့မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ခြံဝန်းထဲဝင်လိုက်ပြီဆိုတာနဲ့ကားနှစ်စီးကောင်းကောင်းရက်လို့ရတဲ့ space area တစ်ခုရှိမယ်။ ground floor ဝင်ပြီဆိုတာနဲ့ဒီလိုကျွန်းတကားကြီးကိုတက်ပေးထားတယ်။ကျွန်းပါကေးအပြည့်ခင်းထားတယ်။ကျွန်းမျက်နှာချက်တွေလုပ်ပေးထားတယ်။ကျွန်းတကားပေါင်တွေနဲ့ကိုလုပ်ပေးထားတယ်။တကားပေါင်တွေဆိုလို့ရှိရင်လည်းကျွန်းပေါင်တွေနဲ့ကိုကုတ်ပေးထားပြီးတော့တန်မန်းဆန်းရှိပတ်လည်းတက်ပေးထားတယ်။တအိမ်လုံးကိုမှကျွန်းနေနေရွယ်ကိုလုပ်ပေးထားတယ်ရှင်။ဒီဘက်တည်းဝင်လိုက်မယ်ဆိုလို့ရှိရင်ညီမတို့ဒါကကြတော့အခန်းတစ်ခန်းပါမယ်။ထဲထဲမှာ AC ပါမယ်။တန်မန်းဆန်းရှိကိုတော့လုံးဝပတ်လေကိုတက်ပေးထားတယ်ရှင်။ကျွန်းနေနေရွယ်အိမ်လုံးကိုလုပ်ပေးထားတယ်ကစ်ချင်းခန်းထဲကိုဝင်တဲ့တကားမှာကအစားကျွန်းပါတယ်ကစ်ချင်းကက်ဘိနက်တွေပါမယ်ရေကတော့ညီမတို့အဝီစီလိုင်းလုပ်ပေးထားပါတယ်ရှင်ရေချိုးကိုင်းတာပိုတိုင်းပေးစင်ပါမယ်လှေကကွင်းဆိုလို့ရှိရင်လည်းအကုန်လုံးကျွန်းနေပဲကိုလုပ်ပေးထားပါတယ်ရှင်ဒါကကြတော့first floor ပေါ့နော် first floor မှာဆိုလို့ရှိရင်လည်းညီမတို့ကျွန်းနေနဲ့ရွေးလုပ်ပေးထားတာရှင်အခန်းထဲဝင်လိုက်ပြီဆိုတော့ master can မှာ AC ပါမယ်ရေချိုးကိုင်းတာတွဲရက်ပါမယ်ရှင်နောက်တစ်ခန်းကိုသွားကြည့်မယ်နော်ဒါကကြတော့နောက်တစ်ခန်းပေါ့နော်ဒီခန်းလေးကကြတော့ main room လေးပေါ့နော် main room မှာဆိုလို့ရှိရင်လည်းကျွန်းနေနဲ့လုပ်ပေးထားတယ်အပေါ်မှာဆိုလို့ရှိရင်ညီမတို့ရီရှုကိုင်းတာတီးတန်လေးလုပ်ပေးထားတယ်အဲ့မှာဆိုလို့ရှိရင်ဘတ်တက်ကစားထည့်ပေးထားတယ်ကျွေပြားတွေကတ်ထားတယ်ကျွေပြားခင်းထားတယ်ရေဘူးရေအကုန်လုံးပါမယ်ရှင့်ဒါကကြောင့်ညီမတို့ဖျားကန်းပြီးနာအခန်းလေးပေါ့နော်ဒီခန်းမှာဆိုလို့ရှိရင်လည်းဒါကကြတော့ double room လေးပေါ့နော် double room လေးမှာဆိုလို့ရှိရင်လည်း AC ထည့်ပေးထားတယ်ရှင့် first floor မှာဆိုလို့ရှိရင်ညီမတို့ဖျားကြောက်ဆောင်တီးတန်လေးလုပ်ပေးထားတယ်ရှင့်ဖျားကန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်းကျွန်းတကားကျယ်ကြီးတွေပါမယ်ဖျားကြောက်ဆောင်ကိုလည်းကျွန်းနေနေရွေးလုပ်ပေးထားတယ်ဒါကကြတော့ veranda လေးပါမယ် veranda ပေးမှာဆိုလို့ရှိရင်လည်းရွှေလာငွေလာလေးကပ်ပေးထားတယ်တိုင်လုံးရည်နဲ့ကိုအလှဆင်ပေးထားတယ်ကျွန်းနေနေကိုအကုန်လုံးဖိတ်တောက်လုပ်ပေးထားပါတယ်ရှင် location အနေနဲ့ကကြတော့လေခေတနာမိန်လမ်းမကြီးတဲပါဝေဇန်နေရာတို့ပြည်သားတို့လည်းနေပါတယ်ရှင်ခေါ်စည်းလေးကတော့32000ခေါ်ထားပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းเนาะညီမကိုဆက်သွယ်လို့ရပါတယ်ရှင်ကျေးဇူးပါ